ပရိုက်တာတွေလုပ်နေတဲ့ညီလေးပူတူပေါ့နော်ညတော့သူ့ရဲ့အကောက်မှာတင်ထားတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ကြည့်ပြီးတော့သူ့ဂုံလဲခုတ်ယူတယ်လေးလဲလေးစားတယ်နော်ပေတိလဲအရန်ဖြစ်တယ်နော်ဗီဒီယိုဖိုင်တစ်ဖိုင်လုံးကြည့်လိုက်တာစက်သိမ်းမွေးညင်းနေတာကိုထားတယ်ဘာလဲဆိုတော့သူအခုလက်ရှိလုပ်နေတဲ့ပရိုက်တာပေါ့နော်ဆက်လက်လှုပ်ဆောင်နိုင်ဖို့အတွက်ပို့ပြီးတော့လှုပ်ဆောင်နိုင်ဖို့အတွက်ကိုပရိုက်တာကားလေးတစ်စီးနဲ့သူရသွားပြီပေါ့နော်အတိအရန်ကိုယူတယ်အရန်မှာဝါသာပီတီဖြစ်ရပါတယ်ခင်ဗျဒီအတွက်လည်းနောက်ွယ်ကနေပြီးတော့အလှရှင်ကိုလေးကိုလည်းကျေးဇူးအများကြီးတင်တယ်လို့ဒီဗီဒီယိုပိုင်းထဲမှာပါနေတဲ့ဒီမာမူခေါ်အမြင့်စိတ်ဒီနေရာလေးဥသုံးချိန်ကျွန်တော်ရှစ်ခုပါတယ်နော်သူပြောနေတဲ့ဗီဒီယိုပိုင်းတစ်ဖိုင်လုံးကိုကျွန်တော်နှစ်ခါသုံးခါမကောက်ကျွန်တော်နားထောင်လိုက်တာမသိသေးတဲ့အကြောင်းအရာတွေလည်းသိလိုက်ရတယ်နော်မိဘနဲ့ပတ်သက်တဲ့အကြောင်းအရာတွေရောနော်သူဘလို့ဆင်းရဲဒုက္ခရောက်ခဲ့တဲ့အခြေအနေတွေဘလို့ကြော်လွှားခဲ့တာတွေရောအကုန်လုံးသိလိုက်ရတယ်ပေါ့နော်ကျွန်တော်မသိသေးတဲ့အကြောင်းအရာအကုန်လုံးသိလိုက်ရတယ်ဒီအတွက်လည်းကျေးဇူးလည်းတင်တယ်လေးလည်းလေးစားတယ်ပေါ့နော်မာမူကသူကဗုဒ္ဓဘာသာမဟုတ်ဘူးဆိုပေမဲ့နော်သူ့မှာလှူကျင်တဲ့စိတ်ဖြူစင်တဲ့စိတ်သူ့မှာအပြည့်ရှိတယ်ခဏထားတာလေးကိုကျွန်တော်သိလိုက်ရတာလေကျွန်တော်တို့နေတဲ့ကဘာကြီးမှာလူမျိုးပေါင်းစုံရှိတယ်လူမျိုးတွေအများကြီးရှိတယ်ပြီးတော့ကိုးကွယ်နေတဲ့ဘာသာเนาะဘာသာတွေအများကြီးရှိတယ်ဒါပေမဲ့မောင်ကပြောလိုက်တဲ့ဗီဒီယိုပိုင်းလေးကိုနားထောင်ပြီးတော့အဲ့ဒါတွေကဘာမှမဟုတ်တော့ကိုကြိုက်တဲ့ဘာသာကိုကိုးကွယ်လို့ရတယ်ဒါပေမဲ့ကျွန်တော်နေတဲ့ကဘာကြီးမှာလူဆိုးရဲ့လူကောင်းရဲ့နှစ်မျိုးပဲရှိတယ်เนาะလူဆိုးရဲ့လူကောင်းရဲ့နှစ်မျိုးပဲရှိတယ်เนาะဟိုဘာသာတော့ဟိုဟာဖြစ်တာတို့ဒီဘာသာတွေပါဗျအဲ့လိုမျိုးဘာမှမဆိုင်ဘူးเนาะလူဆိုးနဲ့လူကောင်းနှစ်မျိုးပဲရှိတယ်เนาะကျွန်တော်သိလိုက်ရတာပြီးတော့ညီလေးပူတူပေါ့เนาะညီလေးပူတူတိုက်ခိုက်နေတဲ့ဆဲဆိုနေတဲ့လူတွေကိုလည်းကျွန်တော်ပြောချင်တာပေါ့เนาะသူ့လိုမျိုး live မလုပ်နိုင်ဘဲနဲ့သူ့နေရာမှာမနေဘူးပဲနဲ့ကျွန်တော်တိုက်ခိုက်နေတဲ့ဆဲဆိုနေတာတွေဒါရက်တန်ရက်ကြပေါ့နော်ရက်တန်လေးရက်ကြပါခင်ဗျမြစ်တာရိတ်ခန့်တာပေါ့နော်အမေကြီးပေးတာလည်းမဟုတ်ဘူးဆရာလောက်တာလည်းမဟုတ်ဘူးသူ့နေရာမှာကိုတော်လုံးမနိုင်ဘူးသူလုံးနိုင်နေတာလေးစားရမယ်အားကြရမယ်နော်ဟိုမပတ်ဘူးပေးနိုင်အောင်မှသူ့ကိုအကောင်းမြင်စိတ်လေးနဲ့သူ့ကိုနော်ကြည့်ပေးကြပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာအခုလိုမျိုးပရာဟိတအသင်းတွေအများကြီးညီလေးပူတူလူမျိုးတွေအများကြီးလိုအပ်တယ်သိလားအများကြီးလိုအပ်တယ်ဗျဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံကစေသားအရန်များတာเนาะမစစ်စေသားအရန်များတာရှိတဲ့လူကလည်းဟိတဲ့ချမ်းသာပါစားမကုန်တော့မကုန်မှရှိเนาะဟိုနောက်တက်တော့မှစားလို့မကုန်ချမ်းသာတဲ့လူအများကြီးရှိသလိုစင်းရဲတဲ့လူတွေကလည်းကုန်းစရာတော့မှမရှိဟိုအများကြီးပဲရှိတယ်ဗျာပြောချင်တာကเนาะကျွန်တော်ဗီဒီယိုလေးကိုကျွန်တော်အတိတ်မလုပ်ဘူးကျွန်တော်ဒီဖြန့်ညက်ကကျွန်တော်မလုပ်ဘူးเนาะစကားလေးပြောမှားသွားလို့ရှိရင်တောင်းမှတယ်ခင်ဗျเนาะအများကြီးရှိတယ်အဲ့လိုမျိုးအများကြီးရှိတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာခုလိုမျိုးပရိုက်တာအသင်းတွေအများကြီးလိုအပ်တယ်နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီမရှိစင်းသားတွေကိုကျွန်တော်ဒီပရိုက်တာခုညီလေးပူတူလိုမျိုးမရှိစင်းသားဒီကုညီပေးတဲ့ပရိုက်တာအသင်းတွေကျွန်တော်တွားပြီးတော့တွားကုညီပေးတယ်တွားပြီးလှူဒန်းပေးတယ်ဆိုရင်သူတို့ထမင်းတက်နဲ့ပဲစားနှစ်နဲ့ပဲစားအဝိတ္တတယ်ပဲဝယ်ရသူတို့တွေနော်တရက်ဖြတ်ကျော်မဲ့နေ့ရက်ကိုနော်ဒီနေ့ဖြတ်ကျော်မဲ့နေ့ရက်ကိုဒုက္ခဆူတွေကလွတ်သွားတယ်နော်ထမင်းတက်နဲ့စားလိုက်ရတယ်အိမ်တက်ဝေးလိုက်ရတယ်ဆိုရင်ပဲဝမ်းသာတယ်နော်ဒီလိုလူမျိုးတွေဒီညီလေးပူတူတို့လူမျိုးတွေအများကြီးရှိရင်ပို့ပြီးတော့ကောင်းတယ်ဘာဖြစ်လို့ဆိုတော့သူတို့လူမျိုးတွေများရှိနေကျွန်တော်နိုင်ငံကဒီစင်းသားတွေတဖြည်းဖြည်းနဲ့နေပါသွားမယ်နော်နေပါသွားမယ်ရော့ပါသွားမယ်ဒီတက်မကပို့ပြီးတော့လှူပေးတဲ့အလူရှင်တွေရှိလာရင်စင်းရဲသားတွေကျွန်တော်နိုင်ငံတွေကပပျောက်သွားနိုင်တယ်နော်ပပျောက်သွားပြီးစင်းရဲသားပပျောက်သွားပြီးဆိုရင်ကျွန်တော်နိုင်ငံကသားတွေပေါ့နော်နိုင်ငံသားတွေမြန်မာနိုင်ငံသားတွေတို့တဖြည်းဖြည်းနဲ့လုပ်ငန်းကံလေးတွေအဆင်ပြေလာမယ်နော်မိသားစုစားဝတ်နေအဆင်ပြေလာမယ်ဒီလားအိမ်လေးစောင့်လာနိုင်မယ်နော်စားဝတ်နေလေးအဆင်ပြေလာမယ်နော်လှူဒန်းလာနိုင်မယ်အိမ်လေးစောင့်လာနိုင်မယ်ကားတွေဝယ်လာနိုင်မယ်ဖိဖိနဲ့ပေါ့ဗျာဟိုတစ်စင်ချင်းတက်သွားမှာပေါ့နော်ကျွန်တော်ဒါကျွန်တော်တိတလောက်ပေါ့နော်ကျွန်တော်ပြောပြတာ
နော်အဲ့လိုမျိုးဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်နိုင်ငံအများကြီးပြောင်းလဲသွားမယ်အများကြီးတဲ့နိုင်ငံတိုးတက်လာမှုရှိတယ်အဓိကနိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ဆိုတာလူမျိုးကျွန်တော်တို့နိုင်ငံထဲမှာနေတဲ့လူမျိုးတွေနော်ပတ်စံရှိမှကျွန်တော်တို့နိုင်ငံတိုးတက်မှာနော်ပတ်စံရှိမှကျွန်တော်တို့အသည့်တရားတွေရှိမှပတ်စံရှိမှပညာတတ်မှကျွန်တော်တို့ဒီနော်ဒါလေးလို့ပညာလည်းလိုရတယ်ကျွန်တော်တို့အသည့်တရားလည်းလိုရတယ်ပတ်စံရှိတယ်လည်းမဟုတ်ဘူးနော်အားလုံးနဲ့ကျွန်တော်ပြည့်စုံပြီးတော့တိုးတက်နေမှာကျွန်တော်နိုင်ငံကြီးကသူများနိုင်ငံတွေနဲ့ရေပေါင်တားနိုင်မှာနော်အဲ့တော့ဒီလိုမျိုးလောက်ပေးနေတဲ့ပုံကိုယ်တွေကိုကြီးကြီးငယ်ငယ်နော်သူတို့လေးစားရမယ်သူတို့ပတ်ဘူးမနိုင်တော့မှစာလေးတစ်ကြောင်ပြည့်သူတို့ဝမ်းသာစရာပီတိစကားလေးတစ်လုံးတစ်ပြောလိုက်ရင်တော့သူတို့ကတာထုခေါ်နေမှာသူတို့ကဝမ်းသာနေမှာအဲ့ဒီအတွက်လည်းသူတို့ကပို့ပြီးတော့နောက်နေ့အတွက်ကိုပို့ပြီးတော့ခွန်အားတွေရသွားမှာနော်အဲ့တော့တိုက်ခိုက်ဖို့မလုပ်ကြပါနဲ့လို့ကျွန်တော်ကမြတ်တာကြီးခံပါတယ်နော်ပြီးတော့မာမူလိုမျိုးဦးမြင့်စင်လိုမျိုးဒါလူပုဂ္ဂိုလ်တွေလည်းအများကြီးလိုအပ်တယ်ဒါပတ်သက်ရှိတဲ့လူတွေကပေါ့နော်ကျွန်တော်တို့ကတကူပရိုက်တာတင်းတွေကိုကျွန်တော်ထောက်ပံ့ပေးတာတို့ဟိုလိုအပ်ချက်လေးတွေဖြည့်ဆည်းပေးတာလို့ဆိုပို့ပြီးတော့ဟိုပြည့်စုံသွားရင်ပို့ပြီးတော့ကုညီနိုင်မယ်ပို့ပြီးတော့ကုညီနိုင်သွားရင်မစစ်စင်းသားတွေပို့ပြီးတော့အဆင်ပြေသွားမယ်နော်ဒါလေးကိုပြောချင်တာစကားတွေအများကြီးပြောရတဲ့အတွက်အမားတွေပါသွားရရှင်လည်းတောင်းပန်ပါတယ်နော်အားလုံးပဲ